ဝူကုန်းဟာသူ့ရဲ့ပရိသတ်တပတ်ရွှေတုပ်ကိုပြန်ယူဖို့အန်နီကိုခေါ်လာခဲ့ပါတယ်ဒီရွှေတုပ်ကိုသူတယောက်တည်းပဲမနိုင်တာလို့ကြောဝခဲ့ပေမဲ့တကယ်တမ်းဖမ်းဆွဲလိုက်တဲ့အခါမှာတော့လုံးဝဆွဲထုတ်လို့မရဖြစ်နေပါတယ်အန်နီကဘာဖြစ်လို့လဲလို့မေးတော့ဝူကုန်းဟာမျက်နှာပူပူနဲ့ရေပြပြီးဘာမှမဖြစ်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်သူနောက်တစ်ချိန်အားကုန်သုံးပြီးထပ်ဆွဲပေမဲ့ရွှေတုပ်ကတော့မလုံမရှက်ပါပဲအဲ့ဒီအခါကျမှဝူကုန်းဟာတေချာငုံကြည့်မိပြီးဒီရွှေတုပ်ကိုမြတ်စွာဘုရားကတစိမ့်ခတ်ပြီးချိတ်ပိတ်ထားတဲ့ဆိုတာကိုသတိထားမိသွားပါတယ်ဝူခုံးပါလို့ရမှန်းမသိဖြစ်နေတော့မှပဲဝိယုံနှုတ်ဝတ်ထားတဲ့ပင်လယ်မိစ္ဆာတကောင်ပေါ်လာပါတယ်သူဟာတစ်ချိန်ကဝူခုံးနဲ့ညီကိုတော်ခဲ့သူဖြစ်ပေမဲ့ဝူခုံးကြောင့်နတ်ပြည်မှာပြဿနာတက်ပြီးမိစ္ဆာလောကထိခိုက်ခဲ့ရတာမို့အဲ့ဒီအချိန်ကလေးကဝူခုံးကိုရန်ညိုဖွဲ့မုံတီးနေခဲ့တာပါသူဟာရွှေတုပ်ကိုစောင့်ကြပ်ဖို့တာဝန်ပေးခံထားရသူလည်းဖြစ်ပါတယ်အချိန်ကညီကိုတွေဖြစ်ခဲ့ကြပေမဲ့အခုတော့ရန်သူတွေဖြစ်သွားကြပါပြီသူတို့နှစ်ယောက်စတင်တိုက်ခိုက်ကြတဲ့အခါအစွမ်းတွေဆုံးရှုံးနေတဲ့ဝူခုံးဟာပင်လယ်မိစ္ဆာရဲ့ဖိနှိပ်ခြင်းကိုအလူးလဲခံလိုက်ရပါတယ်မိစ္ဆာကအမောင်စွမ်းရင်တွေနဲ့တိုက်ခိုက်တာကြောင့်ဝူကုန်းဟာတကိုယ်လုံးအပိုင်းပိုင်းပြတ်မတက်နာကျင်မှုကိုခံစားနေရပါတယ်အန်နီကဝင်ကူဖို့ကြိုးစားပေမဲ့မိစ္ဆာရဲ့ရိုက်ချက်တစ်ခုတည်းနဲ့တင်လွင့်စင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအန်နီလက်ကထွက်လာတဲ့သွေးဆက်လေးတွေဟာဆွဲငင်ခံရတယ်လို့မျိုးရွှေတုပ်စီကိုလွင့်စင်သွားပြီးမြတ်စွာဘုရားရဲ့ချိတ်ပိတ်မှုကိုမမျှော်လင့်ပဲပွင့်သွားစေခဲ့ပါတယ်ဒါကိုမြင်လိုက်တာနဲ့ဝူကုန်းကရွှေတုပ်ကိုချက်ချင်းခေါ်ယူပြီးပင်လယ်မိစ္ဆာကိုတစ်ချက်ထဲနဲ့ရိုက်ထုတ်လိုက်ပါတယ်ဝူကုန်းနဲ့ရွှေတုပ်ပြန်လဲပေါင်းစည်းသွားတာကိုမြင်တော့မိစ္ဆာလည်းမရှင်နိုင်မှန်းသိပြီးအငွေသက်ဖြစ်ပြောင်းလဲကထွက်ပြေးသွားပါတော့တယ်သူဟာထွက်ပြေးလွတ်မြောက်ပြီးနောက်နဂါးမျိုးနွယ်စုစီကိုတွားရောက်သတင်းပို့ပြီးတာမန်လူသားမိန်းကလေးတစ်ယောက်ကမြတ်စွာဘုရားရဲ့ချိတ်ပိတ်မှုကိုဖျက်ဆီးနိုင်ကြောင်းပြောပြခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့နဂါးမင်းသားသုံးဟာအံ့အားသင့်သွားပြီးအန်နီကိုဘလို့နီးနဲ့ဖြစ်ဖမ်းဆီးခေါ်ဆောင်